အဲ့ဒီမှာကြည့်ပါအဲ့ဒီခမောင်းတဲ့လူကနော်သူလည်းမြည်ပါပဲလို့နော်အဲ့ခမောင်းတဲ့လူကမြည်အဲ့ဒီမှာအဲ့သတုံးနဲ့ထိုင်နေတဲ့မိန်းမနာမည်ကမိသေးလို့ခေါ်ပါတယ်နော်အမလေးအမေကျမ်းမာရေးမကောင်းလို့ကျမတို့ကဖုံးဆက်တဲ့ဟာအမလေးသမီးကုလိုက်အကျွေးဘလောက်တင်အမေအိမ်နဲ့ချက်ရှိတယ်ကြီးမေကြီးတို့ဆက်လိုက်မယ်ဆိုတော့အဲ့မိန်းမမျက်နှာသေးချာကြီးအဲ့ဒါမိသေးလို့ခေါ်တယ်နော်အမလေးဘလောက်တင်ကြီးမေကြီးဆက်နိုင်တယ်ကြီးမေကြီးတို့ဆက်မယ်လို့ကုဆိုလို့ကျမတို့ကကုလိုက်ပါတယ်ကျမတို့အမေနော်ကုတဲ့အတိုင်းတာမှာလေကျမတို့အမေကဒီမကောင်းတဲ့အကောင်မလောင်ဝင်တဲ့အတွက်ကြောင့်မို့လို့ငွေမောက်တွေလည်းအများများတယ်ကျွေးတွေလည်းတင်တယ်အမလေးတင်မလေးတွေသမီးဘလောက်တင်ကြီးမေကြီးတို့အိမ်နဲ့ခြံနဲ့ရောင်းပြီးအကုန်ဆက်ပေးမယ်ဒါပေမဲ့ညီမတို့အမေကဆုံးလဲဆုံးတော့မမျှော်လင့်တဲ့ပြဿနာညီမတို့အမေက6လပိုင်း2ရက်နေ့ကဆုံးပါတယ်အမေဆုံးပြီးတော့73ရက်အကြာမှာပဲအဲ့ဒီမိန်းမဒုတိယပိုင်းလေးဆက်ပြောမှာပေါ့နော်6လပိုင်း2ရက်နေ့မှာညီမတို့အမေကဆုံးသွားတယ်ရှင်အဲ့ဒီဟာကိုမလေးငါတို့ရဲ့အမေရှိကစံတကြိုးတော်မယူဘူးနှီးတပြားတော်မယူဘူးဆိုတော့အဲ့ဒီမှာမတ်တက်ရက်ပြီးတော့ခမောင်းနဲ့ရန်တွေ့နေတဲ့မိသေးဆိုတဲ့မိန်းမကပဲပြောခဲ့တာပါအခုချက်ကိုလက်ညှိုးထိုးပြီးအဲ့ဒီခမောင်းနဲ့အကောင်ရဲ့အဲ့ဒီမိသေးရဲ့မိမော်ရဲ့ကျမတို့အမေရဲ့အိမ်နဲ့ချောင်းအမေသေးပြီး73ရက်အကြာမှာရောင်းသွားပါတယ်လို့အဲ့လိုရောင်းသွားပြီးတော့အခုလိုဒီမှာမမျော်လင့်တဲ့ပြဿနာတွေတက်နေတာအမလေးအဲ့ဒီမိမော်ဆိုတဲ့မိန်းမကိုလည်းကြည့်လိုက်အောင်အဲ့ဒါပြောနဲ့နာနဲ့ကြောက်ချီအရန်ကြောက်ဖို့ကောင်းတယ်အဲ့ဒါကျမတို့ညီမတွေရန်တွေ့နေတာပါကျမတို့တွေကမြည်တတိယပိုင်းနဲ့ဆက်တင်တာပါလို့အဲ့ဒါနော်အခုအတန်ပြောနေတဲ့ညီမကတော့မလုပ်တဲ့လို့ညီမမျက်နှာတော့မပါဘူးပေါ့နော်ညီမပုံတွေကတော့ညီမအကောင့်ထဲမှာရှိပါတယ်နော်အဲ့ဒါညီမတို့တွေကမြည်သားတွေတော်ပါတယ်သူတို့အဲ့ဒီခမောင်းတဲ့အကောင်ကလည်းမြည်ပဲနော်မြည်သားတော်ပါတယ်အဲ့ဒီဟာတွေကသမီးတွေအဲ့ဒါသမီးအမလေးအရန်ကြောက်ဖို့ကောင်းတာနော်အမေသေးကန်ကြီးပက်လက်ကြီးကိုတောင်မှပဲလေလာရင်တော့နောက်ခွေးကကွင်းသွားမြင်မှာဆိုလို့အိမ်ကြီးကဖြတ်သွားရင်တော့ခေါင်းငုပ်ပြီးတော့စက်တက်ရင်မရှိတဲ့အိမ်ကြီးမို့လို့မင်္ဂလာမရှိတဲ့အိမ်ကြီးမို့လို့မဝင်ခြင်းဘူးလို့ပြောတဲ့မိန်းမကြီးကအခုကျမအမေသေသွားတဲ့73ရက်မှာအိမ်နဲ့ခြံထဲကိုလက်ညှိုးထိုးပြီးလာရောက်ပြီးတော့အမွေလာတက်ခွဲနေတာပါအဲ့ဒီမှာအရှက်မရှိတဲ့မျက်နှာအဲ့ဒီခမောင်းနဲ့အကောင်ဆိုတာကလည်းမြည်ဆိုတာအခုမှပေါ်လာတာပါနော်ကျမတို့အမေမသေးခင်တည်းကလာတယ်သူများလုံးကိုပဲသွားတယ်သူများကိုပဲမျက်နှာလိုမျက်နှာရလို့တယ်ကျမတို့အမေကိုဖောက်လေတဲ့ငပီရှိတယ်လို့တော့မအောင်မေ့ပါဘူးအခုကကျမတက်လာပြီးတော့အမအိမ်နဲ့ခြံထဲကိုတက်ပြီးတော့အမွေတွေခွဲနေကြတာအမစောက်ချက်မရှိတဲ့မျက်နှာတွေကြည့်ကြပါအဲ့ဒီခမောင်းနဲ့အကောင်ကကြော်မင်းလို့ခေါ်ပါတယ်အဲ့ဒီခမောင်းနဲ့အကောင်ဘေးကအဲ့ဒီစစ်လိတ်တောက်နေတဲ့မိန်းမတော့မိသေးလို့ခေါ်ပါတယ်နော်ကျမတို့ဆင်းလာတာတောင်မှပဲအမေဘလို့သေသွားတာလဲငါတို့အမေဘလို့ပုံစံလေးသေသွားတာလဲငါတို့အမှတ်တရနင်တို့မှဗီဒီယိုလေးရိုက်ထားတာရှိရင်လဲပြပါအောင်လို့ဆိုတာတော့တယောက်မှမမေးပါဘူးလို့နော်အဲ့ဒါအခုကကြာမှာစောက်ချက်မရှိအိမ်နဲ့ခြံထဲကို73ရက်နဲ့အမေသေပြီး73ရက်နဲ့လက်ညှိုးထိုးရောက်တာအဲ့ဒီမှတ်တမ်းလေးတင်ထားပါတယ်အမကြည့်ပါအဲ့ဒီအလူကိုကြည့်အဲ့ဒီခမောက်နဲ့လူနဲ့အဲ့ဒီခမောက်ဘေးကမိန်းမနဲ့ကအဲ့ဒီအိမ်နဲ့ချံကိုအမေသေးပြီး73ရက်နဲ့ तू ကလည်းမြည်တယ်ကျမတို့ကြတော့မြည်သားမို့လို့အဲ့ဒီငွေတော့ကိုမကင်နဲ့အဲ့ဒီအကောင်ကလည်းမြည်ပဲလေ तू ကြတော့ကင်ခွင့်ရှိလားစဉ်းစားကြည့်ပါဦးအမလေးကျမတို့အမေအိမ်ရှိကဖြတ်သွားလို့တော့အဖွား